အဲ့တော့ဆရာတို့ UOL ကပေးမယ်ဒီ BSc program ပေါ့နော်ခုနကဆရာတို့ဒီ program မှာပါတဲ့အပိုင်းဒီဆရာတို့၃ပိုင်းပြောထားတယ် FM module တစ်ခု PM module တစ်ခုပြီးတော့ research လုပ်ရမယ် project တစ်ခုနော် credit အနေနဲ့ပြောမယ်ဆိုလို့ရှိရင် FM မှာ30 credit PM မှာ30 credit နဲ့ project မှာ60 credit ရမှာဖြစ်တယ်ဆိုတော့ဒီကနေပြီးတော့ဘာတွေသိရမလဲဥပမာ FM ဆိုပါစို့ဒါ financial management နဲ့ပတ်သက်တဲ့ advanced knowledge တွေပေါ့ဒီ modern corporation တွေမှာလိုအပ်မယ်ဆိုတော့ဥပမာပြ financing တို့ investment တို့ valuation တို့ risk တို့ဒါတွေနဲ့ပတ်သက်တာ PM ဆိုလို့ရှိရင်လေ management accounting technique တွေသူတို့ရဲ့ strength တွေ limitation တွေ budgeting planning control performance evaluation ပြီးတော့တဲ့အခါမှာ organization strategy တွေကို meaningfully ဘယ်လို contribute လုပ် project အနေနဲ့ကတော့ကိုယ့်ရဲ့ specialist interest ရှိတဲ့နေရာပေါ့ in depth research သွားမှာကိုယ့်ရဲ့ finding တွေကို communicate လုပ်နိုင်ရမယ် research method တွေကို introduce လုပ်ရမယ် methodology တွေပြောရမယ်ပြီးတဲ့အခါမှာဒါဒီကိုယ့်ရဲ့ accounting field နဲ့သက်ဆိုင်တဲ့ academic practical practice တွေကိုအသုံးချเนาะကိုသိထားတဲ့ literature တွေကိုအသုံးချဆိုတော့ဒီကနေပြီးတော့ဆရာတို့စုစုပေါင်း credit 120နဲ့ ACC ကနေပြီးတော့ part 1နဲ့ part 2ရဲ့เนาะတချို့ဘာသာတွေဖြေထားတာနဲ့ဟာ credit 240ဆိုတော့စုစုပေါင်း credit 360ဒီလိုသွားမှာဖြစ်တယ်ကဲဟုတ်ပြီဒါဆို assessment လုပ်တဲ့အခါမှာဘယ်လိုမျိုးလုပ်မလဲဆိုတော့ assessment ကဒါ online သွားမှာဖြစ်တဲ့အတွက် University of London နဲ့ပဲသွားမှာဖြစ်တယ် examination အားလုံးကလည်း online delivery နဲ့သွားမှာဖြစ်တယ်ဒါကတော့ university ရဲ့လိုအပ်ချက်တွေကိုဒါဆရာတို့လေ့လာမှာဖြစ်တယ်ကြည့်ရမယ်သူ့ရဲ့သတ်မှတ်ချက်တိုင်းသွားမယ် examination အားလုံးကလည်းသတ်မှတ်ထားတဲ့အချိန်သတ်မှတ်ထားတဲ့ရက်သတ်မှတ်ထားတဲ့ timetable တိုင်းသွားမှာဖြစ်တယ်ဆိုတော့ module တစ်ခုချင်းစီမှာ project module ကလွဲလို့ပေါ့ end of module မှာ online examination assess လုပ်မှာဖြစ်တယ်ဒါကြောင့်30 credit dot module ဆိုတာကသင်ပြီးတော့ဖြေရမယ့် module အဲ့ဒီ examination မှာ numerical question တွေလည်းပါမယ်ရေးရမယ့်ဆွေးနွေးရမယ့် discursive question တွေလည်းပါမယ်ဒါမှကိုယ့်ရဲ့ understanding ကို assess လုပ်လို့ရအောင် key concept တွေကိုဘယ်လောက် apply လုပ်နိုင်တယ်လဲကိုယ့်ရဲ့ critical analysis ပိုင်းဘယ်လောက်ကောင်းတယ်လဲပြီးတော့တဲ့အခါမှာကိုယ့်ရဲ့ argumentation တွေရောဘယ်လောက် structure ကျတယ်လဲပြီးတော့ဒီ module မှာပါဝင်တဲ့ content တွေနဲ့ပတ်သက်လို့ဘယ်လောက်ဒီကျင့်ညံ့မှုရှိတယ်လဲပေါ့ဒါတွေကိုစစ်ဆိုတော့ learner ရဲ့ depth of understanding ကို demonstrate လုပ်ရမှာဖြစ်တယ်ကိုယ့်ရဲ့ critical evaluation တွေ problem solving ability တွေကိုယ့်ရဲ့ expression တွေကဘယ်လောက် clarify ဖြစ်တယ်လဲ clarity communication ဘယ်လောက်ကောင်းတယ်လဲဒါတွေကိုကြည့်ပြီးအမှတ်ပေးမှာဖြစ်တယ်เนาะဒါကြောင့် module ထဲမှာပါတဲ့ topic အားလုံးဒီ examinable ပါရွေးကြည့်လို့တော့မရဆိုတော့ project module တွေကို assess လုပ်တဲ့အခါမှာဒီသူ့အနေနဲ့ element 1 ပိုင်းဆိုလို့ရှိရင်ဒါ project အတွက်ပေါ့နော် literature review ကြည့်မယ် topic online တွေကြည့်မယ်ပြီးတော့တဲ့အခါမှာဆရာတို့ element 3 အနေနဲ့ဆိုလို့ရှိရင်ဒါ2575ပေါ့เนาะဒီလိုသွားမှာဖြစ်တယ် weight ပေးတဲ့အခါမှာအဲ့ဒီမှာဆရာတို့ ethic နဲ့ပတ်သက်လို့လေပါမယ်ဒါ ethic က element 2ထဲမှာပါမယ်ဆိုတော့ project အနေနဲ့ကတော့ student အနေနဲ့ကအနည်းဆုံး overall marks က40ရမှာဒီ project ကအောင်မှာဖြစ်တယ်ဒါပေမဲ့ element 2ဖြစ်တဲ့ ethics တွေเนาะ element 3နဲ့ပတ်သက်လို့ project တွေဒါတွေကတော့ compulsory ပေါ့เนาะဒီ module ကို pass ဖြစ်ဖို့အတွက်ဆိုတော့ module တစ်ခုချင်းစီရဲ့ grade ကလည်းဆရာတို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင် assessment ပေါ်မှာသွားမယ် overall average ကတော့ module တွေအတွက်ကဒါ40 pass mark ဖြစ်တယ်ဆိုတော့ examination ကဘယ်မှာစစ်မှာလဲဆိုရင် July နဲ့ January မှာစစ်မှာ ACCA နဲ့တော့လာမတူဘူးပေါ့နော်ဆရာတို့ ACCA ဆိုလို့ရှိရင်ဟိုမှာ June ရှိမယ်ဆိုတော့အဲ့တဲ့တလနောက်ကြမယ် December မဟုတ်ဘူး January ဖြစ်မယ်เนาะ ACCA exam တွေကတော့ဆရာတို့ဒီသိတဲ့အတိုင်းတစ်နှစ်ကို4ချိန်ဖြေလို့ရပါမယ်
ဒါ UOL ကတော့တစ်နှစ်ကို2ကြိမ်ပဲစစ်မှာဖြစ်တယ်ဆိုတော့ coursework တွေကတော့သူတို့ရဲ့ VLE ကနေပဲတစ်ဆင့်ဒါတင်ရမှာဖြစ်တယ်เนาะသူတို့ရဲ့ဒါဆရာတို့ဟို software ကနေတစ်ဆင့် online တင်ရမှာဖြစ်တယ်ဟုတ်ပြီ award ပေးတဲ့အခါမှာကျတော့ successfully အားလုံးပြီးသွားတယ်ဆိုလို့ရှိရင်ခုနပြောတဲ့ BSc Professional Accountancy Honors Degree ကိုရမှာဖြစ်တယ်အဲ့တော့ exemption အနေနဲ့ကတော့ဒီ exam ခုနက PM နဲ့ FM ဆိုတာက ECCA နဲ့ချိတ်ဆက်ပြီးပြောရင် ECCA Part 2မှာလည်း PM FM ဘာသာတွေကရှိတယ်ရှိတော့အဲ့ဒါတွေရောပြန်ဖြေရအောင်မလားဆိုတော့မဟုတ်ဘူးဒီဘက်က UOL ရဲ့ PM FM ဘာသာကိုဖြေပြီးတော့ရင် ACCA ကအဲ့ဒီအတွက် exemption ပေးမှာဖြစ်တယ်အဲ့တော့ ACCA ရဲ့ PM ACCA ရဲ့ FM ဖြေစရာမလိုတော့ဘူးအဲ့တော့အဲ့ဒီ exemption က ACCA ကနေပြီးတော့ free of charge အနေနဲ့ exemption ပေးသွားမှာဖြစ်တယ်ဒီ program ကို register လုပ်လိုက်တယ်ဆိုတာနဲ့ဆိုတော့ပုံမှန်ဆိုလို့ရှိရင်ဆရာတို့က exemption ရတယ်ဆို exemption fees တွေတွင်းရတယ်ဒါပေမဲ့ဒီမှာတော့ UOL နဲ့ ECCA နဲ့က join လုပ်ထားတာဖြစ်တဲ့အတွက်ဒါ ECCA ကနေပြီးတော့ဒီအတွက်ကိုကင်းလွတ်ခွင့်ပေးသွားမှာဖြစ်တယ်အဲ့ဒီအတွက် save money ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ကိုက ECCA student ဖြစ်တယ်FM နဲ့ PM နဲ့မဖြေရသေးဘူးဆိုရင် ACCA ဘက်မှာမဖြေဘဲနဲ့ UOL ဘက်မှာဖြေလို့ရတယ်ဒါ UOL ယူမဲ့သူတွေအတွက်ပြောတာဖြစ်တယ်နော်ဆရာပြောတာဟိုနားရှုပ်သွားမှာဆိုလို့ UOL ရဲ့ BSc မယူဘူး ACCA လမ်းကြောင်းပဲရှောက်မဲ့သူတွေကတော့ပုံမှန်တိုင်းပဲကိုယ့်ကိုဘာသာတွေအကုန်ဖြေသွားမယ်အဲ့တော့ဒီဘက်က BSc ကိုပါတွဲယူခြင်းနေဆိုတဲ့သူတွေက ACCA ဘက်က FM PM ကိုမဖြေတော့ဘဲနဲ့ UOL ရဲ့ PM FM ကိုဖြေလိုက်တယ်ဆိုလို့ရှိရင်ခုနကဒီဆရာတို့ UOL ပေါင်း3000တွင်းပြီးအဲ့ဒီမှာဖြေတာဖြစ်တဲ့အတွက်ဒီဘက်မှာ exemption ကထပ်ပြီးစရာမလိုတော့ဘူးဆိုတော့ဒီထဲမှာ ACCA ရဲ့ exam fees တွေတခြားသော cost တွေ save ဖြစ်သွားမယ်ဆိုတော့ BSc ရဲ့ FM နဲ့ PM module က exemption ရတယ်လို့ဆိုလိုတာဖြစ်တယ်အဲ့ဒီအတွက် PM FM ရဲ့ exam fees တွင်းစရာမလိုဘူးเนาะဒီသဘောနောက်တစ်ခုက PM FM ရဲ့ exemption ပေါ့စာမွေးကြီးလည်းမတွင်းရတော့သလိုကင်းလို့ခွင့်ရသွားတယ်ဆိုရင် exemption ပို့လည်းတွင်းစရာမလိုတော့ဘူး automatically apply ဖြစ်သွားတာဖြစ်တယ်အဲကြောင့် student အားလုံး affiliate member သူတို့အားလုံးဒီ must remain register ဖြစ်ရ ACCA နဲ့တော့ register ဖြစ်ရမယ်ဆိုတော့က ACCA မှာ active မဖြစ်ဘဲနဲ့တော့ဒီဘက်မှာဒီ BSc UOL ကိုလုပ်လို့မရဘူးအဲ့တော့ BSc UOL ကိုလုပ်နေတော့မှ ACCA မှာလည်း register လုပ်ရမယ် ACCA ရဲ့နှစ်စဉ်ကြီးတွေ associated fees တွေလည်းဆက်ပြီးတော့တွင်းနေရမှာဖြစ်တယ်အဲ့တော့ web supported learning ကိုပေးမှာဖြစ်တယ်ဆိုတော့ခုနကဆရာတို့ပြောသလိုကိုက online ကိုရွေးလိုက်တာဖြစ်တဲ့အတွက် UOL ကနေပြီးတော့လည်း web supported study option ပေးမှာဖြစ်တယ်เนาะ online tutor support တွေနဲ့အဲ့တော့ online tutor support ကကိုယ့်ရဲ့ academic query တွေ monitor လုပ်မယ်เนาะပြီးတော့ discussion တွေကို facilitate လုပ်ပေးမယ်ပြီးတော့တဲ့အခါမှာတပတ်ပေါ့เนาะ study လုပ်ထားတာတွေက on track ဖြစ်ရလားသူတို့ကနေပြီးတော့ဒါကိုလမ်းကြောင်းပေးမယ်ဆိုတော့ဒါ UOL ဘက်ကလုပ်ပေးမယ်အပိုင်းပေါ့တကယ်လို့ကျောင်းသားအနေနဲ့ကဒီဟာတွေကိုကိုယ့်အကူမလုပ်နိုင်ဘူးအကူကြီးလိုတယ်ဥပမာဆရာတို့အထူးသဖြင့်ပေါ့ language barrier ကြောင့်ပဲဖြစ်ဖြစ်ဒါတွေကိုဆရာတို့မြန်မာ student တွေအနေနဲ့ကကိုယ့်ရဲ့ local language နဲ့သင်ပေးမှအားရတယ်ဆိုတဲ့ကျောင်းသားကျောင်းသူတွေလည်းရှိနိုင်တယ်အဲ့တော့တို့တွေအတွက်ကိုဆရာတို့ကျောင်းကနေ ZBS ကနေပြီးတော့ဒီ learning အတွက်ကို support လုပ်တဲ့ပေါ့နော်ဆရာတို့ tuition တွေလည်းဒါထပ်ပြီးတော့အစီအစဉ်ပေးသွားမှာဖြစ်တယ်